الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم هل جزاء الإحسان إلا الإحسان لذا تدرون باونكم दुनिया में लूडाएंगा जिगने बालों में मनफियों बालों में तबखाओ बालों में पलाने म्यूम्यू से जा रहे असी माने म्याई लौचा पलाने म्यूम्यू से रहे असी मांगे ने म्याई से रहे बीरो तू ठे नहीं रहे ngaya di simamuri ga ngaya di simangai ni ga aumyi ni de asinpi ni de chomu ni de lo tin mata duniya ye nizam takhu long ga Allah shimye ye asimani ne be twa ni da Allah ye simangai ye aw ma be lu ye simangai ga ma aumyi ကျွန်တော်တို့ရဲ့စီမံမှုတွေပဲဖြစ်ကျွန်တော်တို့ရဲ့ရန်သူတွေရဲ့စီမံမှုတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ supporting ပေးတဲ့မိတ်ဆွေတငယ်ချင်းတွေမိသားစုတွေပဲဖြစ်ဖြစ်သူတို့ဒီအလ္လာဟ်ရဲ့စီမံကိန်းရဲ့တဒိဋ္ဌိတာကိုအောင်မြင်အောင်ပြီးဆုံးအောင်လုပ်ပေးနေတဲ့နေရုပ်တတာပဲရှိတယ်တကယ်တမ်းသူတို့လည်းလုပ်နေတာမဟုတ်အလ္လာဟ်ရဲ့စီမံကိန်းပဲဒုနီယာမှာအောင်မြင်မယ် ကျွန်တော်တို့ဘလောက်ကြီးပဲဘလောက်ကြီးစီမံကိန်းတွေပလန်တွေဆွဲအဲ့ဒီစီမံကိန်းတွေအဲ့ဒီပလန်တွေအောင်မြင်ခဲ့တယ်ဆိုတာလည်းမရှိအော်ကျွန်တော်တို့အားလုံးသိတယ်ယူဆုဖ်အလိုင်ဟီဆလာမ်နဲ့ပတ်သက်ပြီးအလောရှိမြတ်တခင်ကဆူရာယူဆုဖ်ဆိုပြီးဆူရာတစ်ပုဒ်လုံးချပြီးကုရ်အာန်ထဲမှာဖီရောင်ရဲ့အကြောင်းလည်းပါတယ်မူဆာအလိုင်ဆလမ်အကြောင်းလည်းပါတယ်အီဆာအလိုင်ဆလမ်အကြောင်းပါတယ်မြောက်များစွာသောဆူရာကာဖ်မှာကာဖ်အကြောင်းပါတယ်အဲ့တော့အများကြီးပေါ့စီမံမှုတွေ နဗီတွေရဆူလ်တွေအကြောင်းအရာတွေအများကြီးပါတယ်ဘယ်နဗီဘယ်ရဆူလ်ရဲ့အကြောင်းအရာကိုမှအလ္လာဟ်ရှိမြတ်တခင်ကအကောင်းဆုံးအဖြစ်ဖြစ်အကောင်းဆုံးအကြောင်းအရာလို့အလ္လာဟ်ရှိမြတ်ကမသုံးထားဘူးအဟ်ဆန်အလ်ကဆတ်အကောင်းဆုံးရှယ်ရကရှယ်အကောင်းဆုံးတရကအကောင်းဆုံးအဖြစ်ဖြစ်ဆိုပြီးတော့အလ္လာဟ်ရှိမြတ်တခင်ကကျမ်းတော်မြတ်ကုရ်အာန်ထဲမှာတင်စားထားတယ် အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ဟိုဘက်သွားလိုက်မယ်ဟိုဘက်မရောက်တော့အတူချုံပြီးပြောမယ်ကိစ္စမုတ်တဆတ်အဲ့ဒါယူဆုဖ်အလိုင်ဟီဆလာမ်ဘေကနေပြီးတော့အဖေရဲ့နူရီနဇာမျက်စိအောက်ကအပြောက်မဖခံနိုင်တဲ့အချောဆုံးအလှဆုံးအတန်ဖိုးရှိဆုံးတာမြတ်ယရနာကနေပြီးတော့နောက်ဆုံးမစ္စရီရဲ့ဈေးကိုရောက်သွားတယ်နောက်ဆုံးညီနောင်တွေကဘလို့ဆက်ဆံတယ်ညီနောင်တွေကနေရွေရင်းနဲ့ပြစ်ချတယ်ရွေရင်းနဲ့ပြစ်ချတဲ့ချိန်ကဟိုဘယင်ကဝယ်လိုက်တယ် ဝင်းကြီးကဝဲလိုက်တဲ့ဈေးထဲမှာကြုံဖြစ်ခံရတယ်ကြုံကနေပြီးတော့သူကောင်းပြုတ်ခံရတယ်နောက်ဆုံးဇူလိုက်ခါကဘလို့ညံဒီညံတက်တွေစီမံကိန်းတွေဆွဲပြီးတော့ယူဆုဖ်အလိုင်ဆလမ်ထောင်ထဲကျသွားတယ်ထောင်ကနေပြီးတော့အလ္လာဟ်ရှိမြတ်တခင်ကလွတ်မြောက်မှုတွေပေးလိုက်တယ်နောက်ဆုံးအီဂျစ်နိုင်ငံရဲ့ဘယင်ကဖြစ်သွားအဲ့တော့ဒီစီမံကိန်းတွေအားလုံးကိုကြည့်လိုက်ယူဆုဖ်အလိုင်ဆလမ်ရဲ့စီမံကိန်းလည်းမဟုတ်ယူဆုဖ်ရဲ့ညီနောင်တွေရဲ့စီမံကိန်းလည်းမဟုတ်ဘယင်ရဲ့စီမံကိန်းလည်းမလုံးဇူလိုက်ခါရဲ့စီမံကိန်းလည်းမဟုတ် အလ္လာဟ်ရဲ့စီမံကိန်းတွေပဲဒီအလ္လာဟ်ရဲ့စီမံကိန်းပြီးမြောက်ဖို့အတွက်အလ္လာဟ်ရဲ့စီမံကိန်းအောင်မြင်ဖို့အတွက်ကျွန်တော်တို့အားလုံးရဲ့ဘဝတွေယူဆုဖ်အလိုင်ဟီဆလာမ်ရဲ့ညီနောင်တွေဘလို့တွေလောက်ခဲ့လေအဲ့တော့နောက်ဆုံးဂျုံပြုတ်တယ်နောက်ဆုံးဘယင်ကကောက်တယ်ဂျုံသူကောင်းပြုတ်တယ်ဇူလိုက်ခါကနေပြီးတော့နောက်ဆုံးအမျိုးမျိုးကြံစီတယ်ထောင်ထဲရောက်တယ်ထောင်ထဲကနေနောက်ပြီးတော့ လွတ်မြောက်မှုရတယ်နောက်ဆုံးဘလို့အစ်စ်နေအဲ့တော့ကျွန်တော်တို့ဒါကိုသင်ခန်းစာအဲ့တော့ဒီကနေဘာသိရလဲအလ္လာဟ်ရှိမြတ်ဒီမိမိရဲ့စီမံကိန်းကိုမိမိရဲ့ပလန်ကိုအဆုံးသတ်ဖို့အတွက်ကျွန်တော်တို့ကိုအလ္လာဟ်ကအသုံးချကျွန်တော်မိတ်ဆွေတွေကိုလည်းအသုံးချတယ်ကျွန်တော်တငယ်ချင်းတွေကိုလည်းအသုံးချတယ်ကျွန်တော်ရန်သူကိုလည်းအသုံးချတယ်ဘာကြောင့်လဲအလ္လာဟ်ရဲ့စီမံကိန်းရှိတယ်အဲ့ဒီဒုနီယာကြီးမှာဘလို့တွေဘလောက်ကြီးပဲစီမံကိန်းတွေပဲဆဲ အလ္လာဟ်ရဲ့စီမံကိန်းပဲအောင်မြင်တယ်အလ္လာဟ်ရဲ့စီမံကိန်းပဲကဘာကြီးမှာလဲပတ်နေတာအဲ့တော့ဉာဏ်ရှိတဲ့လူကအသိဉာဏ်ရှိတဲ့လူကပညာရှိတဲ့လူတွေကအလ္လာဟ်ရဲ့စီမံမှုတွေကိုအကလ်ရဲ့တကာဇာနဲ့အီလီမ်ရဲ့တကာဇာနဲ့ဝ
ဝဟီလို့ခေါ်တဲ့ရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်ယူဆောင်လာတဲ့ဝဟီရဲ့အမိန့်အားလုံးကိုတင်းပြည့်ကြပ်ပြည့်လိုက်နာပြီးတော့အဲ့ဒီလိုရှောက်လန်းမယ်ဘဝတစ်ခုကိုဖျက်ဆီးမယ်ဆိုလို့ရှိရင်အဲ့လူတွေကအောင်မြင်သွားတယ်ဘလူတွေကအလုံးမဟုတ်ဘူးဟာတဲ့ဒုနီယာမှာငါစီမံကိန်းအောင်မြင်ရမယ်ငါရဲ့ပလန်အောင်မြင်ရမယ်ငါရဲ့ထိုးထွင်းကြံစားမှုကအောင်မြင်ရမယ်လို့ပြောတယ်ရေစပ်အဲ့လူတွေအားလုံးဒီဘေကာပဲဒုနီယာမှာဆုံးရှုံးမှုနဲ့ပဲရင်ဆိုင်ပြီးတော့ဒုနီယာကနေလဲပြန်ရတယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကိစ္စမုခ်တဆာကဘာကြီးမှာလဲပတ်နေတာတွေအားလုံးဒီဘသူရဲ့နေဇာမ်လဲအလ္လာဟ်ရဲ့နေဇာမ်ပဲကျွန်တော်တို့ဒုနီယာကိုရောက်လာတာလဲမိခင်ကိုအကြောင်းခံပြီးမိခင်ကအလ္လာဟ်ရဲ့နေဇာမ်တစ်ခုအနေနဲ့အလ္လာဟ်ကဒီမိဘကိုအကြောင်းခံတယ်ကျွန်တော်တို့ကိုပညာတွေသင်ပေးတယ်ဆရာတွေရဲ့အကြောင်းခံတယ်ဒုနီယာမှာအရာအားလုံးကိုအကြောင်းခံနေနဲ့အလ္လာဟ်ရဲ့နေဇာမ်ကိုပဲပူတာဖြစ်စေတာကြံရှိတဲ့အရာအားလုံးဒီအလ္လာဟ်ရဲ့စီမံမှုကိုဖျက်လို့ဖျက်ဆီးလုပ်မယ်လမ်းမှာသွားတဲ့လူတွေရှိတယ်လမ်းမှာတဲ့အုပ်စုတွေရှိတယ်သူတို့ဒီအလ္လာဟ်ရဲ့နေဇာမတ်ကိုဘဂါဝတ်လုပ်လေအလ္လာဟ်ရဲ့စီမံမှုတွေကိုပုံကန်တယ်သူတို့အီလမ်ကိုအတုံးမချဘူးဝဟီကိုအတုံးမချဘူးရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်ရဲ့တာလီမတ်သင်ပေးမှုတွေရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်ရဲ့ဆွန်နတ်တော်တွေကိုကြောင်ထိုးလိုက်တယ်နောက်ဆုံးဘာဖြစ်သွားလဲဒီလူတွေကဒုနီယာကနေလဲပြန်ပြီးတော့နောက်ဆုံးအလ္လာဟ်ရဲ့စီမံမှုပဲအလ္လာဟ်ကဒီလူတွေကိုအလ္လာဟ်ဒီဟီဒါယတ်ရဲ့လာအစ်မရှိဘူးဆိုလို့ရှိရင်အလ္လာဟ်ဘာလုပ်လဲဖြည့်ဆည်းပြီးတော့ဒုနီယာကနေအလ္လာဟ်ဖနာလုပ်လိုက်တယ်အဲ့တော့ကဘာကြီးကတဲ့ကဘာကြီးကလူတွေပြောကြတယ်ဒီကနေ့အစ္စရေးနဲ့အမေရိကန်နဲ့ကဘာအင်အားကြီးနိုင်ငံတွေရဲ့ခြေလေတဲ့ဘောရတယ်မှာလဲနေရဒီကနေ့ကျွန်တော်တို့ပြောတယ်လေဒီကနေ့ social media တုံးကြတယ်ဟဲ့အောင်ဟို app က free WhatsApp က free Viber က free Facebook က free အဲ့တော့ free ဆိုတော့ငါလည်းတင်ချင်တာတင်မယ်ငါရေးချင်တာရေးမယ်ငါပြောချင်တာပြောမယ်ငါ comment ရေးချင်တာရေးမယ်ဘယ်ရမှာ free မို့ခင်ဗျားတို့ကျွန်တော်တို့ကထင်နေတာပါလေဟာတဲ့ဒီ app က free သုံးရတာဒီ app ဒီ software က free သုံးရဘယ်မှတ်တာဘယ်အရာမှ free မပေးရအောင်တချို့အရာ free ရတယ်ဆိုတာမရှိဘူး free ဆိုတာဒုနီယာမှာမရှိဘူးအလကားဆိုတာရှိတယ်ဒုနီယာမှာဘယ်အရာအလကားရှိတယ်ပြောရေတောင်ဝယ်တောက်ရတဲ့ဒုနီယာအလကားမရှိဘူးလေပဲတနေရာတော့ကားပါကင်ထိုးရင်တော့ကားပါကင်ကြီးပေးရတာဘယ်က free လာရဟာအဲ့ဒါဆိုဆရာကျွန်တော်တို့သုံးနေတဲ့ TikTok တို့ Facebook တို့နောက်ပါးတွေများတွေအရှုပ်တွေကျွန်တော်တို့အလကားသုံးရတယ်ဘယ်ငွေချေးရပေးဆက်ရရင်ပေးဆက်ရမယ်မပေးဆက်ရဘူးဆိုလို့ရှိရင်မင်းတို့အီမန်နေပေးဆက်ရအခုဒီ social media ရဲ့ဆိုးကျိုးတွေနဲ့ဒီဖုန်းတွေနဲ့ဒီရဲ့အာဟာရတွေနဲ့ခင်ဗျားတို့ကျွန်တော်တို့က free ဆိုမင်းရဲ့ကောင်းမှုတွေကိုပေးရမယ်မင်းဂီဘတ်လုပ်မယ်မဟုတ်ကဟုတ်ကတွေပြောမယ်ဆိုလို့ရှိရင်မင်းကောင်းမှုတွေပေးဆက်ရမယ်မင်းအတင်းဖြင်းပြောမယ်ဆိုလို့ရှိရင်မင်းရဲ့ကုသိုလ်တွေပေးဆက်ရမယ်မင်းငရဲတွေရမယ်ဘယ်အရာမှ free မဟုတ်ဘူးအဲ့တော့ပတ်စံပေးပြီးတော့တုံလိုက်ရတာပတ်စံမဲဆုံးရှုံးသွားတာပတ်စံနဲ့ပဲရင်းလိုက်ရတာတန်တယ်အီမန်မှာပါသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဆုံးရှုံးသွားမယ်သဘောပေါက်လားဒီကနေ့ social media လူတိုင်းလက်ထက်မှာဖုန်းရှိတယ်ဆိုအားလုံးမီဒီယာသမားပဲအားလုံးဖစ်တနာတွေအဲ့တော့အလ္လာဟ်ရှင်ကျွန်တော်တို့ထိမ့်သိမ့်တော်မူပါစေအဲ့တော့တေးကြတာတစ်ခုကဒီ social media ကြောင့်ကျွန်တော်တို့ရဲ့အကြည့်တွေမတတ်တော့တရားရဂိုင်းလုံးပြောအရင်တော့ကောင်းမလေးချောလေးတယောက်ကြည့်ကျင်တာပဲဖြစ်ဖြစ်ခင်ဗျာပြဇက်တွေပါတွေကြည့်ကျင်တယ်ဟိုးယုံသွားရတယ်မိုင်မောင်းများစွာသွားရတယ်ကားတရံကုန်းတရံရေတရံသွားရတယ်အခုခင်ဗျာဖုန်းလေးကြည့်ပြီးတော့ခင်ဗျာဘာကတာကြည့်ကျင်တယ်ဘလို့ action acting လို့ကျင်လဲခင်ဗျာဘသူဘာလုပ်နေတာကြည့်ကျင်လဲဘလို့ဖင်လောက်တာဘလို့ရင်လောက်တာဘလို့မြူးဆွဲနေတာဘလို့ဂုနာဘက်ကိုဒါဝတ်ပေးနေခင်ဗျာဖုန်းလေးနဲ့ဖွင့်လိုက်တာနဲ့ပုတ်လိုက်တာအဲ့ဒါကိုပြောတာခင်ဗျာ free ရတာမဟုတ် free မဟုတ်ပါဘူးခင်ဗျာရဲ့ကောင်းမှုတွေပါသွားတယ်ခင်ဗျာရဲ့အကြည့်တွေမတတ်တော့ခင်ဗျာရဲ့အယူဆအတွေးခေါ်တွေမတတ်တော့ခင်ဗျာဒီအရာတခုကြာကြာကြည့်လာတယ်ကြာကြည့်တာဒီမှာလူငယ်တွေရှိတော့အစကားဘက်ကိုပဲမေးလိုက်တော့အခုကျွန်တော်တို့ငငယ်တော့ပထမဦးဆုံးပြန်စဉ်းစားမယ်လူတိုင်းဆူဖီတွေသူတော်စင်တွေမဟုတ်ပထမဦးဆုံးကျွန်တော်တို့ငငယ်တော့ရုပ်ရှင်ကြည့်တယ်ကောင်လေးနဲ့ကောင်မလေးနဲ့လက်လေးကင်နေဆိုကျွန်တော်စိတ်ထဲမှာရှက်သွားကျွန်တော်အော်တိုရှက်တွေးဖြာသွားတယ်ပြီးတော့သူတို့ဖတ်ပြီးဆိုလို့ရှိရင်ဘာဖြစ်လဲကျွန်တော်မကြည့်ရတော့ကျွန်တော်စိတ်တွေမျက်လောက်ဖယ်လိုက်တယ်အခုဖတ်တာတို့နန်းတာတို့အဲ့ဒီကနေတစ်ချိန်ကြည့်လိုက်နှစ်ချိန်ကြည့်လိုက်
နောက်ပိုင်းကျတော့လင်းနဲ့မင်းကသမီးတွေအပြိုအရွယ်တွေမိသားစုတွေရှိပါလေနဲ့အဲ့လိုညင်ညမ်းတဲ့ဟာတွေပေါင်ပေါ်နေတဲ့ဟာတွေဒူးပေါ်နေတဲ့ဟာတွေဒီလိုညစ်ပတ်တဲ့ဟာတွေတစ်ချိန်ကြည့်တဲ့အချိန်မှာရှက်တဲ့စိတ်ရှိအီမန်ကနိုးစော်တယ်ဟေးနေအောင်မကြည့်သင့်ဘူးနော်မကြည့်နေတယ်ဘယ်လောက်ရှက်ဖို့ကောင်းအဲ့လိုတငယ်ချင်းတွေနဲ့ကြည့်နေရင်တော့ဘာလို့လဲခိုးကြည့်အခုကဘုံပြောင်းပြန်အဲ့ဒီအခါကိုပဲခဏခဏရိပ်ရိပ်ပြီးပြန်ကြည့်တော့ပေါ့လားအဲ့တော့ကြည့်တာများလိုက်ဒီဟာတွေကိုကြည့်တာများလိုက်ဒီလိုဂုဏတွေကိုရင်ပါလာတာများလိုက်ကိုကြီးအိုက်ကိချစ်နေဒါတွေကရှက်စရာအရာယွန်းစရာအရာမုန်းစရာအရာတွေလို့မမြင်တော့မမြင်တော့ဒီအားလူတိုင်းလည်းလုံနေတာပဲတဲ့အားလုံးလည်းလုံတယ်ဘယ်အားလုံးလုံတိုင်းလည်းပိုင်သွားတာမဟုတ်ဟရာမ်ကဟရာမ်ပဲလူတသိလူတမ်းမောင်းများစွာကဘာကြီးတစ်ခုလုံးကလှုပ်လို့မူဖတီဆက်တွေလှုပ်တိုင်းမော်လီဆက်တွေလှုပ်တိုင်းဟာဂျီဆက်တွေလှုပ်တိုင်းပိုင်သွားတာမှမဟုတ်တာသဘောပေါက်လားအဲ့တော့ social media ကျွန်တော်တို့သုံးတယ် social media သုံးလို့ရလားမရဘူးလားဆိုတော့ဘယ် social media ကို jaiz ပုံစံနဲ့သုံးမယ်ဆိုလို့ရှိရင် halal ပဲအဲ့တော့ deen အတွက် islam အတွက်သုံးမယ်ဆိုရင် ibadat ဖြစ်မယ် sawab ရအဲ့လိုမဟုတ်ဘူးမိမိရဲ့ nafsani khaisha အတွက်သုံးမယ်ဂုဏကိစ္စတွေကိုကြည့်မယ်ဂုဏကိစ္စတွေကိုနားထောင်မယ်မဟုတ်မဟတ်တရင်တွေကိုကျွန်တော်တို့ကဖွမယ်ပြီးရင်အတင်းဖြစ်နေပြောမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီ social media ကပဲကျွန်တော်တို့ကိုဂျဟန်နမ်ကိုပို့အဲ့တော့ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတော့အခုလူတယောက်ကဂုဏတစ်ခုလှုပ်လိုက်တယ်ကျွန်တော်အခုဂုဏလှုပ်လိုက်ကိုယ့်ဘာကိုအစိုးမရတဲ့စိတ်ကြောင့်နဖ်ဆန်နဲ့ရှိုက်တန်ကိုမနိုင်လို့ဂုဏတစ်ခုလှုပ်လိုက်တယ်ဒါရှင်းတယ်ပြီးတော့ရလာကျွန်တော်မားသွားပြီအလ္လာဟ်မားလုပ်ပါတောက်ပါလုပ်ပါလို့ပြောလိုက်ပြီးသွားတယ်အခုကျွန်တော်တို့ဘာလဲအခုမှဖြစ်တချင်းနားထောင်နေဒီတချင်းကမာမရဖစ်တချင်းနဲ့ငါတို့ငငယ်တော့တော်တော်ဟောခဲ့တာဆိုတော့ကြိုက်တယ်ကွာတဲ့ share လိုက်တယ်ကွာဆိုပြီး share လိုက်တော့ကိုအကောက်ထဲမှာလူဘဏ္ဍတောင်းအောင်ချီလဲအဲ့နှစ်တောင်းလုံးမြင်သွားတယ်နောက်တစ်ယောက်ကနောက်တစ်ယောက်ကိုထပ် share မယ်နောက်တစ်ယောက်ကနောက်တစ်ယောက်ကို share ခဲ့မယ် share နဲ့ကဘာပေါ်မှာလူတန်းမောင်းများဆိုကြည့်မယ်နားထောင်မယ်အဲ့ဒီကုနာတွေအားလုံးသူခံမယ်မပြီးသေးဘူးဒီလူကဟာမားတယ်ဗျာအခုဆရာပြောတယ်မားတယ်ကျွန်တော်မေ့သွားပြီကျွန်တော်မသိလို့ငငယ်ကဒါတင်မိတာဒီတချင်းကိုတင်မိသွားတာဒီတချင်းကို share မိသွားတာအခုကျွန်တော်သိပြီးတောက်ပါလှုပ်ချင်တယ်ဆိုတော့ဘိုင်မမလှုပ်လို့မရအလမ်လှုပ်ပါစံအဲ့ဆက်ကြမှာကျွန်တော်တို့ကတည်သွားတယ်ပဲထားတည်သွားပြီအခုတည်သွားပြီဆိုတော့ဖြတ်လို့ရတယ်ဒီအကောက်ကိုဖြတ်လိုက်တာပဲဖြစ်ဖြစ်ဒီဟာကိုပဲဖြတ်လိုက်တာပဲဖြစ်ဖြစ်ဖြတ်လို့ရတယ်အခုမဖြတ်ဘူးဘာမှမလုပ်ဘူးဒီဟာကိုလည်းဖြတ်ရမှလည်းငါလည်းမသိဘူးဆိုတော့ဒီတိုင်းပဲထားလိုက်တယ်ကိုကတည်သွားပြီဒါပေမဲ့ကိုကတည်သွားပြီမဲ့လေကိုရဲ့ဂုဏီဂျာရီယာလို့ခေါ်တယ်ဒီဗီဒီယိုဘယ်လောက်ထိ line ပေါ်မှာရှိနေမယ် internet ပေါ်မှာရှိနေမယ်မကောင်းတဲ့အရာတစ်ခုကို share လိုက်တယ်မကောင်းတဲ့အရာတစ်ခုကိုဖြန့်လိုက်တယ်ကိုကတော့တည်သွားပြီကိုကတော့ကဘရဲမှာပဲကောင်းမှုလည်းမလုပ်နိုင်ဘူးမကောင်းမှုကလည်းမလုပ်နိုင်ဒါပေမဲ့ကိုစင်တက်ကြီးမှာလှုပ်ခဲ့တဲ့ line ပေါ်မှာတင်ခဲ့တဲ့ line ပေါ်မှာ share ခဲ့တဲ့အဲ့ဒီအရာတစ်ခုကကဘာကိုပြန့်အဲ့ဒီကမဖြတ်မချင်းကိုရဘီကယာမတ်ဖြစ်သွားတဲ့အချိန်မှမှဘတ်ဖြစ်မှာအလုံးမဟင်ဘယ်နှယောက်ကထက်ကြည့်မလဲဘယ်နှယောက်ကထက် share မလဲဘယ်နှယောက်ကိုကယာမတ်နေ့ထိကိုနိုင်ကြရီခံတော့ပဲအဲ့တော့ပြောချင်တာကဗာလဲ social media သုံးတဲ့လူတွေကျွန်တော်တို့သတိထားပါငါ့ကိုဘယ်သူမှမသိဘူးဆိုပြီးဟာငါတို့ဆဲလိုက်မယ်ငါတို့ပြောချင်တာပြောလိုက်မယ်ငါတို့လှုပ်ချင်တာလှုပ်လိုက်မယ်အဲ့လိုလုပ်လို့မရအောင်အဲ့တော့ခေါင်းထဲမှာထည့်တာစာတစ်ခုရေးတော့မယ်စကားတစ်ခုပြောတော့မယ်ငါဒီစကားကိုပြောရင်မနေ့ဖြင့်အလတ်ရဲ့ယုံတော်မှာငါအဖြေပေးနိုင်မလားမပေးနိုင်ဘူးပေးနိုင်မလားမပေးနိုင်ဘူးလားကိုယ့်ဘောက်ဆုံးဖြတ်ပြီးတော့မှမနေ့ဖြင့်ငါအလတ်ရှိမှလဲငါဒီစကားပြောရဲတယ်ငါပြောတဲ့စကားငါတာဝန်ယူနိုင်တယ်ငါအလတ်ရှိမှရှင်းနိုင်တယ်အဲ့ဒီနိုင်ပြောအဲ့ဒါကိုရေးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မှာတဆဝူဖ်ဆူလုကမှာကျွန်တော်တို့ရှိုက်တွေကကျွန်တော်တို့သင်ပေးတယ်အလ္လာဟူဟာဇီရီအလ္လာဟူနာဇီရီအလ္လာငါ့ကိုကြည်နေတယ်အလ္လာငါနဲ့အတူတူရှိနေတရက်မူရာကဘာ9မိနစ်10မိနစ်လောက်ခိုင်းဒုနီယာရဲ့ချစ်စိတ်တွေတအားများလာတဲ့အခါကျရင်ကျွန်တော်တို့ရှိုက်တွေကဘာညွန်ကြလဲဘာလဲမူရာကဘာမောတ်လို့ခေါ်တယ်မောတ်ကအစ္စတီဇာမောတ်တည်ခြင်းတရားကိုတွေးခိုင်းအဲ့တော့အခုကျွန်တော်တည်သွားပြီ
ကျွန်တော်တည်သွားပြီကျွန်တော်မိန်းမလည်းငိုနေပြီကျွန်တော်ကလေးတွေလည်းငိုနေပြီကျွန်တော်ညီလည်းငိုနေပြီကျွန်တော်အကိုလည်းငိုနေကျွန်တော်အရန်ကြိုက်တဲ့ iPhone 10 Plus iPhone ဘာဖုန်းညာဖုန်းတွေကိုကျွန်တော်ညီရယူလိုက်ပြီကျွန်တော်သားယူလိုက်ပြီကျွန်တော်အရန်ကြိုက်တဲ့ကားထားခဲ့ပြီဟိုလာတော့သူများနေဘယ်လိုပြန်လာလဲပိတ်ဖြူတစ်ထည်နဲ့လာတယ်အဲ့ဒီအတိုင်းပဲခင်ဗျားကိုရေချိုးနေပြီပြီးကဖန်တဖန်လုံနေပြီနောက်ဆုံးမိเจ้าမြိတ်နဲ့ကြားပြမဲ့ရွှေမျိုးတွေအတိုင်းဝိုင်းနေမိတ်ဆွေတွေရောက်လာပြီရောက်လာပြီးပြီးသွားပြီလားပြီးသွားပြီဆိုလို့ရှိရင်ကပတ်ရဲကိုပို့လိုက်ပြီဘသူလိုက်ဘသူမှမလိုက်အရန်ချစ်တဲ့တားအတွက်ဒုနီယာမှာဟုတ်တာကောမဟုတ်တာကိုလုပ်ခဲ့တယ်အရန်ချစ်တဲ့မယားအတွက်ဒုနီယာမှာဟုတ်တာကောမဟုတ်တာကိုလုပ်ခဲ့အလ္လာဟ်ကိုဘယ်လောက်ထိစိတ်ဆိုးအောင်လုပ်ခဲ့ပြီအလ္လာဟ်ရဆူလ်ကိုဘယ်လောက်ထိအောင်စိတ်ဆိုးအောင်လုပ်ခဲ့ပြီကျွန်တော်တို့မတမာတဲ့နီးလန်းတဲ့ကိုတမာတဲ့နီးလန်းတဲ့ကိုမမှန်ကန်တဲ့နီးလန်းတဲ့ကိုမှန်ကန်တဲ့နီးလန်းတဲ့ကိုမျိုးစုံကျွန်တော်တို့ရှာခဲ့တယ်ဘယ်ပစ္စည်းကမှဘယ်ဥစ္စာကမှဘယ်အရာမှမလိုက်ဘူးနောက်ဆုံးကျွန်တော်တို့ကျူးမှုဆောင်ရွက်ခဲ့တဲ့အာမလီဆွာလီဟာလို့ခေါ်တယ်ကောင်းတဲ့အမလီကပဲကဘာရတီလိုက်မှာဟာရှာရတီလိုက်မှာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်ကောင်းမှုတွေအများကြီးမလုံးနိုင်လဲ no problem ပဲပြဿနာမရှိဒါပေမဲ့ဂုဏတွေကိုတော့ရှောင်ရမယ်ဖရဇ်နမတ်တွေကိုပါဘန္ဒီနဲ့ဖတ်istiqamat နဲ့ဖတ်ပြီးပြီလားပြီးပြီဆိုလို့ရှိရင်ကောင်းမှုတွေကိုများတဲ့များအောင်မလုံးနိုင်လဲပြဿနာမရှိဘူးဂုဏဟူဟူတွေကိုရှောင်အဲ့ဒါကဘာပေါ်မှာအကြီးကျယ်ဆုံးအာဘစ်တရားအားထုတ်တဲ့သူကြီးဖြစ်သွားသူတော်စင်ဖြစ်သွားဖရာအစ်တွေလို့ဆွန်နတ်မူအကဒါတွေဖတ်ဘတ်ဒီလောက်ပဲဝါဂျီဘတ်တွေလို့ဆွန်နတ်ဂိုင်မူအကဒါတွေနဝါဖီလ်တဟဂျွတ်တွေဘာမှမဖတ်နဲ့ဒီမဲ့ဒီကနေ့ဒီခင်ဗျဂုဏဘာတစ်ခုမှမလုပ်ဘူးဆိုခင်ဗျဒီကနေ့အောင်မြင်တာဒီကနေ့ကျွန်တော်တို့ကအီဘာဒတ်တွေတော့အများကြီးလုပ်တယ်တစ်ဖက်ကဂုဏတွေကိုလည်းမလွတ်ဘူးဆိုရင်ကျွန်တော်တို့ကပလိုင်းပေါက်နဲ့ဖားကောက်နေသလိုပဲဘာမှရဖို့မရှိအဲ့တော့ဘယ်ကောင်းမှုတိတိလေးပဲဖြစ်ဖြစ်အဲ့ဒီကောင်းမှုကိုလည်းအထင်မသေးရရဆူလလာဆလလာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်Sayyidina Abu Zar radiyallahu ta'ala နုတခင်ကနေပြီးတော့ဆင့်ပြန်တယ်ရဆူလလာဆလလာလဟ်အလိုင်းဝါဆလမ်အမိန့်ရှိတယ်ဟဲ့ကောင်းမှုတွေကိုတဲ့မင်းတို့အထင်မသေးနဲ့နော်မိမိညီနောင်မွတ်ဆလမန်အချင်းချင်းတွေ့ဆုံတဲ့အခါမှာတဲ့ပြုံးချင်တဲ့မျက်နှာထားနဲ့ဆက်ဆံတာအဲ့ဒါလည်းတော်တော်ကြီးမားတဲ့ဆဒကာရဲ့ဆဝါဘ်ဒါဟာလည်းကောင်းမှုတစ်ခုပဲဒီကနေ့ကျွန်တော်တို့မွတ်ဆလမန်အချင်းချင်းတွေ့တဲ့အခါမှာပြုံးချင်တဲ့မျက်နှာထားနဲ့မဆန့်တော့ကျွန်တော်တို့ကငွေရှိတဲ့လူအာဏာရှိတဲ့လူပတ်စံရှိတဲ့လူပဲကျွန်တော်တို့ကပြုံးပြီးတော့ဆက်ဆံဘာကြောင့်လဲဒုနီယာရဲ့ရမတ်တွေဒုနီယာရဲ့အကျိုးကျေးဇူးတွေပဲကျွန်တော်တို့မြင်တယ်အာခိရတ်ရဲ့အကျိုးကျေးဇူးကိုကြတော့ကျွန်တော်တို့ကအာခိရတ်ရဲ့အမြတ်ကိုကြတော့အာခိရတ်ရဲ့အောင်မြင်မှုတွေကိုကြတော့ကျွန်တော်တို့ကအမြတ်လို့မထင်ကျွန်တော်ပြီးရတဲ့အပတ်ကမော်လမြိုင်ရောက်တယ်မော်လမြိုင်မှာကျွန်တော်ပြောပြတဲ့အစီအစဉ်တစ်ခုမှာသတိရပါကျွန်တော်တို့လူသားကတဲ့ဘလောက်ထိအောင်လူသားကဘလောက်ထိအောင်သူကရမတ်ကြီးလေဆိုတော့ဒုနီယာကြီးရနဲ့ပတ်သက်ပြီးသူတို့ဘလောက်ကြီးလေဘလောက်ရမတ်ကြီးလေဒုနီယာနဲ့အောင်မြင်မှုကိုပဲအောင်မြင်မှုလို့ထင်တယ်အဇမ်မောလာနာမူဖတီရှဖီဆပ်ရာမတ်လာဟ်အလိုင်ပါကစ္စတန်နိုင်ငံရဲ့မူဖတီချုပ်ဖြစ်တယ်အဇမ်မောလာနာမူဖတီရှဖီဆပ်ရာမတ်လာဟ်အလိုင်ရဲ့ထန်တော်ပါကိုပုဂ္ဂိုလ်တယောက်အမြဲလာကုန်းတဲ့တထေးတယောက်လာတယ်ဝင်တယ်ထွက်တယ်မစအလာတွေမေးတယ်ဆရာကြီးနဲ့ဆရာကြီးတည်းထိုင်နေနေဆရာကြီးဘာပြောလဲဆိုတော့ဆရာကြီးတဲ့ကျွန်တော်တော်စီးပွားရေးတော်ဆုံးရှုံးသွားပြီကျွန်တော်အရှုံးကြီးနဲ့ရင်ဆိုင်ရတယ်ဟာဆရာကြီးစိတ်မကောင်းဖြစ်သွားခမရစီးပွားရေးတွေဆုံးရှုံးသွားတယ်တော်တော်နစ်နာဆရာကြီးတဲ့ဘလို့ဆုံးရှုံးသွားတာလဲဆိုဆရာကြီးကသူ့ကိုမေးတယ်ခင်ဗျာဒါမို့တင်မောလီမောက်သွားတာလားဒါမှမဟုတ်အခိုးခံရတာလားဓမြတိုက်ရခံမဟုတ်ဘူးဆရာကြီးတဲ့ဒီနေ့မနေ့ပဲကျွန်တော်စရင်တွက်တယ်စရင်တွက်လိုက်တော့စရင်အချုပ်မှာတနစ်ပြေးသွားရင်ကျွန်တော်3,000မြတ်ရမယ်လို့ကျွန်တော်မှတ်ထားတာတဲ့ကျွန်တော်မှန်းထားတာအခုစရင်ချုပ်လိုက်တော့3,000မမြတ်ပဲ3,500ပဲမြတ်တာတဲ့အဲ့တော့ကြောင့်မလို့ကျွန်တော်ရှုံးတယ်လို့ပြောတာဟာအမြတ်မရတာကိုရှုံးတယ်လို့မြင်တယ်အမြတ်မရတာကိုဆုံးရှုံးမှုလို့မြင်တယ်အရင်ပါသွားတာမဟုတ်ဘူးနော်
ဒုနီယာကြီးရမှာအမျက်မရတော့ဆုံးရှုံးတယ်လို့ဒီကနေ့လူသားကမြင်တယ်ဆိုလို့ရှိရင်တဲ့ဒီကနေ့အာခိရတ်ကြီးရအဲ့ဒီတာဂျီအဲ့ဒီကုံတဲ့ရဲ့အမလ်ကိုတဲ့သူကဒုနီယာအတွက်အသုံးချတာကျွန်တော်တို့မွတ်စလင်တွေအားလုံးကတဲ့အာခိရတ်ကြီးရအတွက်တာအသုံးချလိုက်မယ်ဆိုလို့ကျွန်တော်တို့ဒုနီယာမှာအောင်မြင်သွားမယ်အာခိရတ်ကတော့မဟုတ်ချအောင်မြင်သွားမယ်ချီအဲ့တော့ဒီကနေ့ကျွန်တော်တို့ကဒုနီယာရဲ့ဆုံးရှုံးမှုကိုဆုံးရှုံးမှုလို့မြင်တယ်အာခိရတ်ရဲ့ဆုံးရှုံးမှုကိုကြတော့ဆုံးရှုံးမှုလို့မမြင်ဘူးဘာကြောင့်လဲကျွန်တော်တို့နှလုံးသားထဲမှာအာခိရတ်ရဲ့တောကမရှိမနေ့ဖြင့်အလ္လာဟ်ရှိမှပြန်ရမယ်အလ္လာဟ်ရှိကိုပြန်ရမယ်ကျွန်တော်တို့ပြောခဲ့တဲ့ဆိုခဲ့တဲ့စကားလုံးတစ်လုံးတိုင်းကိုအလ္လာဟ်ချိန်တွင်မယ်ကျွန်တော်တို့ရဲ့ကောင်းမှုတစ်ခုတိုင်းတစ်ခုတော့ဖမန်ယာအမလ်မစ္စကာလာဇရတ်န်ခိုင်ရန်ရရာကောင်းတာတွေအားလုံးလည်းမြင်ရမယ်တိတိမွာလီအဆာမြင်ရမယ်ဝမန်ယာအမလ်မစ္စကာလာဇရတ်န်ရှရန်ရရာမကောင်းတဲ့အရာတိတိလေးကိုလည်းမနေ့ဖြင့်ကျွန်တော်တို့တွေ့ရမယ်ခံစားရမယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်အနစ်ချုပ်ပြောချင်တယ်ကျွန်တော်တို့ဒီဒုနီယာမှာရှိတဲ့အချိန်မှာကျွန်တော်တို့အလ္လာဟ်ပေးထားတဲ့တက်တန်းလေးတစ်ခုချင်းမြင်ထားတယ်အဲ့ဒီပေးထားတဲ့တက်တန်းလေးမှာကျွန်တော်တို့ဒုနီယာလည်းမဆုံးရှုံးအောင်အာခိရတ်လည်းမဆုံးရှုံးအောင်ကျွန်တော်တို့ဘယ်လိုလုပ်နီလန်တစ်ခုပဲရှိဒုနီယာလည်းမဆုံးရှုံးခြင်းအာခိရတ်လည်းမဆုံးရှုံးခြင်းရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့ဆွန်နတ်တော်တွေပါရှိလေရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်ဘယ်လိုပြောလဲကျွန်တော်တို့အဲ့လိုပြောမယ်ရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်ဘယ်လိုထိုင်လဲအဲ့လိုထိုင်မလဲရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်ဘယ်လိုအယောင်းဝယ်လုပ်လဲကျွန်တော်တို့အဲ့လိုအယောင်းဝယ်လုပ်အခုဒီကနေ့ကအခုကျွန်တော်တို့ကတော်တော်ခတ်သွားမူသားမပိုင်လင်္ကာမချောတဲ့ကျွန်တော်တို့စပွားကြီးကုန်းဈေးတဲ့မှာအားလုံးကလိန်ပြီးတော့ရောင်းတယ်ဆရာတဲ့မလိန်မဲနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားမဖြစ်ဘူးတဲ့အဲ့တော့လိန်ပြီးပြောမှပဲစီးပွားဖြစ်တယ်ဆိုတော့တဲ့အဲ့တော့ဘိုက်တယောက်ကသူတော်စင်မမှန်ကန်ကန်ပြောတယ်မမှန်ကန်ကန်အယောင်းဝယ်လုပ်တယ် तू ကဈေးတဲ့ရောက်သွားတော့ तू ကြည့်လိုက်တော့တဈေးလုံးကလိန်ပြောနေတာတဲ့ငါတယောက်ထဲကမမှန်ကန်ကန်ပြောရင်လည်းပဲမနူမမလည်းထူးမှာမဟုတ်ဆိုတော့ငါကတတိပုဂ္ဂလာကြီးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့မထူးဘူးသူတို့နဲ့နီးတူပဲတန်ငါနာနီးတန်ငါမုံဆိုးနာနီးမုံဆိုးသူတို့လည်းလိန်နေတယ်ငါလည်းလိန်လိုက်မယ်ဆိုပြီးတော့တဲ့ဈေးတဲ့ကိုနောက်တစ်ယောက်ဝင်သွားလိုက်တော့ဘာဖြစ်သွားလဲလူလိန်100လူလိန်90ရောက်ထဲမှာဆိုင်69ဆိုင်လုံးကလိန်နေတယ်လိန်စကားပြောပြီးရောင်းနေတယ်မဟုတ်တော့ကိုအဟုတ်ပြောပြီးတော့ရောင်းနေတယ်အဲ့တော့နောက်တစ်ယောက်ရောက်လာတော့ तू ကလည်းပြောတယ်ဟာငါတယောက်တည်းမမှန်ကန်ကန်လုံနေအဆင်မပြေဘူးဆိုတော့ तू လည်းလိန်လိုက်တော့တဲ့100ဖြစ်သွားလိန်နဲ့ဆိုင်ဒီဇိုင်းနောက်ဒီဇိုင်းထပ်တိုးလာအကေကျွန်တော်တို့ကအဲ့လိုမဟုတ်ဖ ೇನೆ ဘသူတွေလိန်မလိန်ဘသူတွေကောင်းမကောင်းငါရဲ့အချစ်တော်မုဟမ္မဒ်ရဆူလလာဆလလာလဟ်အလိုင်းဝါဆလမ်ကလိန်စကားမပြောခိုင်းဘူးအယောင်းဝယ်မှာမမှန်ကန်ကန်ပြောပြီးတော့ရောင်းရမယ်အဲ့ဒီအယောင်းဝယ်ရဲ့အိုင်ဘလို့ခေါ်တယ်အပြစ်အနာစာတွေကိုပြရဖော်ပြီးတော့ပြရမယ်ဒီဟာအားနည်းချက်ရှိပါတယ်ဒီနေရာကစိုးနေပါတယ်ဒီနေရာကနာနေပါတယ်ဒီနေရာကပဲ့နေပါတယ်ပြောရအဲ့တော့အကယ်ကျွန်တော်မမှန်ကန်ကန်ပြောလိုက်ပြီဆိုလို့ရှိရင်ဒီဈေးထဲမှာလိန်ပြောတဲ့လူတယောက်တော့ရော့သွားမယ်အဲ့တော့ခမ ्या ကိုအိုင်ဒီယာလုတ်ပြီးခမ ्या နောက်လိုက်တဲ့လူကနောက်တစ်ယောက်ကဟာငါတို့လိန်ပြောနေတာအလ္လာဟ်လည်းမနစ်သက်ဘူးစီးပွားရေးကလည်းငါတို့အတွက်အများကြီးထိခိုက်တယ်ဒီကောင်တွေအားလုံးကလူလိန်ဆိုတစ်ခါစားဖြစ်သွားပြီတစ်ခါဝယ်ပြီးတော့နောက်တစ်ခါဝယ်တော့မှမအောင်မြင်တော့ဘူးဆိုပြီးတော့ဒီကောင်းတဲ့လူကိုကြည့်ပြီးတော့နောက်တစ်ယောက်ကကောင်းလာမယ်ဒဇနဲ့ဆိုင်နေအားလုံးကမမှန်ကန်ကန်ဖြစ်လာအခုခတ်တာကကျွန်တော်တို့ကကောင်းတာတစ်ခုခုလုပ်ဖို့အတွက်ကိုဟာတဲ့ဟိုလူလည်းအတူတူပဲဒီလူလည်းအတူတူပဲငါတယောက်တည်းကခြုံပြီးတော့ဘယ်လိုလုပ်မလဲငါတယောက်တည်းကဘယ်လိုဒီဟာကြီးကိုပြောင်းလဲနိုင်မလဲအဲ့တော့လေးစားတဲ့မိတ်ဆွေများခင်ဗျာတချို့မိတ်ဆွေတွေပြောကြတယ်ဆရာတဲ့ကောင်းမှုကိုဖိတ်ခေါ်တာမကောင်းတာကိုတားမြစ်တာဒါကောင်းတဲ့ကိစ္စပဲမှန်တယ်တဲ့ဒါပေမဲ့သူ့ကိုကျွန်တော်နမတ်ဆွတ်ဖို့ခေါ်တာဘယ်လောက်ကြာနေပြီတဲ့အခုဒီနမတ်ဆွတ်ဖို့ခေါ်လိုက်တစ်ချိန်ခေါ်တယ်နှစ်ချိန်ခေါ်တယ်အာပေါက်သွားပြီဗဇက်ကအမြုပ်ထသွားပြီအခုထိမလာဘူးတော်ပြီးတဲ့ကျွန်တော်မခေါ်တော့ဘူးတဲ့ဒီလူကိုကျွန်တော်ကဒီနှလုံးသုံးလုံးဘောလုံးပွဲလောင်းတယ်ဒီချဲထိုးတယ်ဒီအရက်တောက်တယ်ဒီဇေနာလုတ်တယ်အတိုးလုတ်တယ်ဒါတွေကိုကျွန်တော်မလုပ်ဖို့တားတာဘယ်လောက်ကြာပြီပြောရင်နဲ့အာပေါက်သွားပြီတဲ့တော်ပြီးတဲ့မပြောတော့ဘူးတဲ့အဲ့တော့ဟာဇတ်သာနီရာမတ်တူလာဟ်အလိုင်ဒရီရတယ်ဟ
Hazrat Thanwi rahmatullahi alayhi ka Bawalpur sura ne ama jalsa takhu toaye na Hazrat Thanwi ka toilet hai ma aina ne ma aina tan mibi ya hajat ko phit ni aur hajat phit ni de achai ma apho ni yauk ka apin ma pyadana tan te yauk ka ba pyo le so ara di lu de nga ka pyo de namaz phat pho khaw de cha bi de di lu ka namaz phat pho de chain khaw de na chain khaw de balu pyo ma la hu de to bi de ma pyo ro hu deနောက်တစ်ယောက်ကဘာပြောလဲဆိုအဖိုးကြီးတစ်ယောက်ကဘိုင်တဲ့ဒီလူကိုတဲ့မင်းကပလီလာဖို့ခေါ်တယ်ကောင်းတာလုပ်ဖို့စော်ဩတယ်မကောင်းတာကိုတားတယ်တဲ့ဒီလူမစွတ်လုပ်ပေမဲ့တဲ့ဒီလူတော့ငမိုက်သားတော့လူစိုးတော့သူဟာမကောင်းမှုကိုမစွတ်လုပ်ဘူးဆိုရင်မင်းကကောင်းတာဘက်ကိုဖိတ်ခေါ်တာမင်းဘာဖြစ်လို့လွယ်လွယ်လေးနဲ့လက်မိုက်ချလိုက်တာလဲဘာဖြစ်လို့လွယ်လွယ်လေးနဲ့အရှုံးပေးလိုက်တာလဲအဲ့တော့तू ဘယ်ချိန်တိဒီဟာကိုမစွန့်လွတ်သေးကာလပတ်လုံး तू နမတ်မမြဲသေးကာလပတ်လုံး तू ဒီခိုးတာကိုမစွန့်လွတ်သေးကာလပတ်လုံး तू ဒီအတိုးကိုမလွတ်သေးကာလပတ်လုံးမင်းဒီနေ့လဲဆုံးမမယ်မနေ့ပြင်လဲဆုံးမမယ်နေ့စဉ်ဆုံးမနေတဲ့ကာလမင်းကဆဝပြနေမှာလေမင်းကကုသရနေမှာလေမင်းကကောင်းတာကိုဖိတ်ခေါ်တာလေမကောင်းတာကိုမြစ်တားနေတာလေမင်းကဆဝပြနေမှာသူ့ကိုအခြေခံပြီးမင်းကဆဝပြနေမှာတဲ့အဲ့တော့မကောင်းတာလုပ်တဲ့လူကငရဲကြမဲ့လူကငရဲရမဲ့လူကတော့မစိုးလို့ဘူးဆိုရင်မင်းကောင်းတာလုပ်တဲ့လူကတဲ့ဘာဖြစ်လို့လွယ်လွယ်နဲ့လက်လျှော့လိုက်မှာလဲတဲ့မင်းအမြဲရနေမှာဆဝပ်လေးတဲ့အဲ့တော့တစ်ခါကြာရင်ကျွန်တော်တို့ဂနဟဂါဘန္တာလို့ခေါ်တယ်အိမ်ဒီမှာအရက်သမားတွေရှိတယ်အိမ်ဒီမှာဘင်းစားတွေရှိတယ်စေးသမားတွေရှိတယ်ဘင်းနမာစီတွေရှိတယ်မကောင်းတာလုပ်တဲ့လူတွေတွေ့တဲ့အခါကျကျွန်တော်တို့ကတစ်ချိန်တစ်ခါနှစ်ချိန်တစ်ခါတစ်နှစ်နှစ်နှစ်သုံးနှစ်လောက်နဲ့လက်မိုက်ချလိုက်မှာအလ္လာဟ်ကိုရှုကုလို့ရမယ်ခင်ဗျာအဲ့လိုမကောင်းတာတွေလုပ်တဲ့လူတွေခင်ဗျားတို့ကျွန်တော်တို့ပန်ဝင်းကျင်မှာတွေ့နေမယ်ဆိုရင်ဘေးနမာစီတွေများနေမယ်ဆိုရင်ဘာကြောင့်လဲသူ့အခြေခံပြီးခင်ဗျားဆဝပ်တွေရတယ်တနည်းအားဖြင့်ပြောဒီဘက်ကအမြင်နဲ့တစ်ဖက်မြင်ကြည့်သူ့ကိုသူရာမကောင်းဘူးလုပ်တော့ဘူးဆိုခင်ဗျားနောက်ထပ်မကောင်းတာကိုဘယ်မှာသွားတားမလဲသူရာလုံးဝဆူဖီဖြစ်သွားရင်ကောင်းတာကိုပဲခင်ဗျားဘယ်လိုဖိတ်ခေါ်မလဲအားလုံးကကောင်းတာကြီးပဲလုပ်နေတယ်ဆိုလို့ရှိရင်ခင်ဗျားဒီကောင်းတာကောင်းရညို့မကောင်းရမြစ်တာတဲ့အလုပ်ကိုဘယ်လိုလုပ်အခုဒီဘက်ခေတ်မှာကျွန်တော်တို့ပြောင်းပြန်ဖြစ်သွားပြီကျွန်တော်တို့မကောင်းတာကိုမြင်နေတယ်တွေ့နေတယ်ကျွန်တော်တို့မပြောရဲတော့မကောင်းကိုမကောင်းမှန်းသိတယ်မပြောရဲတော့ဘာကြောင့်လဲတရားဟောရင်လည်းကျွန်တော်တို့ peace တရားတဲ့ငြိမ်းချမ်းရေးတရားအားလုံးနဲ့တဲ့ဖို့အားလုံးနဲ့အစဉ်ပြေတဲ့တရားဟောအောင်ဘိုင်ကဘာပေါ်မှာရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်လောက်မှန်ကန်တဲ့ပုဂ္ဂိုလ်ရှိလားရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်လောက်တရားများတာတဲ့ပုဂ္ဂိုလ်ကဘာပေါ်မှာရှိလားရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်ဆက်ပို့ပြီးတော့တရားများတာတဲ့လူရှိလားမရှိဘူးရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်နဲ့ထက်လူမှန်သူမှန်နောက်တစ်ယောက်ရှိလားမရှိဘူးရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်ပုဂ္ဂိုလ်ကိုရဆူလလာဆလလာလဟ်အလัยဟိဝါစလမ်လို့မြင့်မြတ်တဲ့ဇတ်ကိုအဘူဂျဟလ်လို့အဘူလဟဘ်တို့မဆွဆဲဘူးလားမတိုက်ခိုက်ဘူးလားမမုန်းဘူးလားမယွံဘူးလားမမတ်ရိုင်းဘူးလားမစော်ကားဘူးလားရောလေးစားတဲ့မိတ်ဆွေများခင်ဗျာကဘာပေါ်မှာလူတွေအားလုံးနဲ့တဲ့တယ်ဆိုရင်အဲ့ကောင်လူကောင်းမဟုတ်အဲ့ကောင်ဒီအကြီးစားလူလေလူတိုင်းကားတဲ့ဒီဆရာကိုတအားတဲ့တယ်ဒီဆရာကအားလုံးနဲ့အဆင်ပြေတယ်ဆိုမှတ်ထားဆရာတယောက်ဖြစ်ပြီးအာလင်တယောက်ဖြစ်ပြီးအားလုံးနဲ့တဲ့တယ်အားလုံးနဲ့အဆင်ပြေတယ်ဆိုये दीन का नुमाइंदा नहीं तादना क्यों नहीं रहा मुँह तादना को लव सा नहीं और लीजा डमें सी में किम्या और कैसा सदमा हक न बातिल लो करे अमान अमा अमीरन लो don't वेला हज़रत आदम अलैहिस्सलाम को फंसे लाइटे नहीं आसा बीरो हक सुर अमडिया का आदम अलैहिस्सलाम अपने गवाही को दुनिया को याव ला रहे बातिल सुबीरो शैतान का याव ला रहे डोंट वे बीरो कैसा समा नबी रसूल हक अपने ला रहे बातिल मूसा अलैहिस्सलाम का हक अपने ला रहा बातिल अपने फिरऔन को अल्लाह से लुटे इब्राहिम अलैहिस्सलाम का हक अपने ला रहा नमरूद सूरह बातिल लूजो तु यौमा हिज़्बुश शैतानिया अपाऊं बारिगा बातिल अपने यटी और यूसुफ अलैहिस्सलाम हक अपने लारो यूसुफ अलैहिस्सलाम ये नीनाउनी का बातिल अपने
တိုက်ပွဲဝင်ရအဲ့တော့ခေအဆက်ဆက်ကအဲ့တော့ဘာတီလ်ဖီရကာရီပေါ်ခဲ့တယ်ဘာတီလ်လီအစ္စလာမ်ရဲ့အတန်ကိုစိတ်သုံးတော့အောင်အစ္စလာမ်ရဲ့အတန်နေတိတ်ဆိတ်တော့အောင်ဟက်ရဲ့အတန်နေပိတ်တော့အောင်ခေအဆက်ဆက်ကကြိုးစားခဲ့အဲ့တော့ကျွန်တော်တို့အားလုံးသိတယ်အီမမ်အာမဒ်အစ်ဘ်ဟမ်ဘလ်ရာဟ်မတ်တူလာဟီအလိုင်ရဲ့ဇမာနာမှာတော်ကြီးမားတဲ့ဖစ်တနာတစ်ခုပေါ်ခဲ့တယ်အဲ့ဒီဖစ်တနာကဘာလဲကုရ်အာန်ကျမ်းတော်မြတ်ဒီမခလုဖြစ်တယ်ဆိုပြီးတော့ဘာလို့လဲဘယင်ကိုယ်တိုင်ကပြောတာဘယင်ရဲ့ထားရနေစီရတော့မွန်လာဘယင်ရဲ့အယိုးကျွေးပြီးဟောင်ခိုင်းထားတဲ့ခွေးတတအာလိန်စုပ်တွေကဘယင်ရဲ့အကြိုက်လိုက်ပြီးတော့ဖတ်ဝါပေးတယ်ကုရ်အာန်ဒီမခလုဆိုပြီးအဲ့လိုခင်မာလဲဘယင်ကန်ကဖိနေနေအောင်ဘယင်ကဟက်ကိုမပြောနဲ့ဆိုပြီးပြောတဲ့အချိန်မှာလဲကျွန်တော်တို့ရဲ့အကာဘီတွေကျွန်တော်တို့ရဲ့အီမာမ်ကြီးတွေကမိမိရဲ့အသက်ကိုဗဒနာမထားပဲဒီစကားပြောရင်ထောင်ချခံရမယ်ဒီလိုဘယင်ကန်ကိုပြန်ပြောရင်ဒီဟက်စကားပြောရင်ထောင်ချမယ်ဖိနှိပ်ခံရမယ်နှိပ်စက်ခံရမယ်အားလုံးကိုဂယုမှုပဲနောက်ဆုံးထောင်နှန်းဆန်တဲ့အီမမ်အာမဒ်အစ်ဘ်ဟမ်ဘလ်ရာဟ်မတ်တူလာဟီအလိုင်ရဲ့ကိုဖမ်းပြီးတော့နှိပ်စက်ပြီးတော့အဲ့ဒီနှိပ်စက်မှုတဲ့ဒဏ်နေနဲ့ပဲနောက်ဆုံးဘာဖြစ်သွားလဲရှဟီဒ်ဖြစ်သွားတယ်အီမမ်အာမဒ်အစ်ဘ်ဟမ်ဘလ်ရာဟ်မတ်တူလာဟီအလိုင်ရဲ့အပေါင်းပါနဲ့အဟလီဟက်မန်ကန်နဲ့အာလင်ဥလမာရီရဲ့အကြောင်းကန်နဲ့ဒီကနေ့ထိလေကုရ်အာန်ဒီမခလုကမဟုတ်ဘူးခါလစ်ရဲ့ကလာမုလာဆိုပြီးတော့ဒီကနေ့ထိကြံနေတာဘာကြောင့်လဲဘာတီလ်ကကုရ်အာန်ကိုမခလုကလို့ပြောလာတဲ့အခါမှာလဲအဟလီဟက်မန်ကန်နဲ့အာလင်ဥလမာရီကအတက်ကိုဗဒနာမထားပဲထောင်ချခံလိုက်တယ်အသက်ပေးပြီးတော့တိုက်ပွဲဝင်ပြီးတော့ကုရ်အာန်ရဲ့အစ္စတ်ကိုအလ္လာဟ်ရဲ့ကလာမုလာပဲဖြစ်တယ်ကုရ်အာန်ဒီမခလုကမဟုတ်ဘူးဆိုပြီးတော့တိုက်ပွဲဝင်ခဲ့တယ်अकबर बयें सुरा आप तो आलों चाबू में इनिया नहीं को मुसलमान ने निपाउंट ठाव औचौ खेरे अरे टाइम अकबर बयें जोस बयेंगा पोला अकबर बयें के का तरो गवा ए आ चीजों के अकबर बयें को दरबारी मुल्लालो खोरे बयें खाई से बयें ठाया नहीं सिया तो बयें प्योद में लंजू ठाव गाँव ने लोटे मुल्लारी मौली सटे आलेंजो आलेनारी का बयेंထားရနေစီရတော့ဘယင်းရဲ့အခိုင်ဘတ်တွေကဘယင်းရဲ့အလူအကျဘာလို့လဲဒီနီအီလာဟီယာဆိုပြီးတော့ဖစ်တနာပေါ်ခဲ့တယ်ဒီနီအီလာဟီယာဒီန်အသက်တစ်ခုထွင်ခဲ့တယ်နောက်ဆုံးဒီအာလင်ဇုတ်တွေကအကဘာဘယင်းကိုဘယင်းအလူအကျဖတ်ဝါပေးတယ်ဒီနီအီလာဟီယာကိုထောက်ခံခဲ့တယ်ဒီနီအီလာဟီယာကိုစပိုတင်ပေးခဲ့တယ်ဘဲအာလင်နီကကန့်ကွက်လဲအဲ့ဒီကန့်ကွက်တဲ့အာလင်နီခေါင်းဖြတ်ပစ်တယ်အဲ့ဒီကန့်ကွက်တဲ့အာလင်နီကိုတပ်ပစ်တယ်အဲ့ဒီကန့်ကွက်တဲ့ရှုံချတဲ့အာလင်နီကိုထောင်သွင်းအကျဉ်းချနှိပ်စက်ခဲ့တယ်အဲ့ဒီခက်မှာလဲမုလာနာဘူရီလိုပုဂ္ဂိုလ်အကဘာဘယင်ရဲ့အယိုးကျွေးပြီးဟောင်ခိုင်းထားတဲ့အာလင်ဇုတ်တွေကလည်းဒီနီအီလာဟီယာကိုစပိုတင်လုပ်ခဲ့တယ်နောက်ဆုံးစဂျီဒါရဲ့တာဇင်မီဘယင်ကိုစဂျီဒါလုပ်လို့ပိုင်နေဆိုတဲ့ဖတ်ဝါပါပေးခဲ့တယ်और बयें अचाई बयें आनाशे अचाई लाई पीरो दीने इलाहिया तादना अति तकुटी ठेंबो चोदारे छेमा अरी के मा चनरू ये अकाबिरीनी ये कहूँगा तरफु हज़रत मुजद्दिद अल्फी सानी रहमतुल्लाहि अलैहि शेख अहमद सरहंदी रहमतुल्लाहि अलैहि का दीने इलाहिया ये फितना को अकबर बयें ने अपाऊं पाने दीलो मुल्ला ज़ौटे आलेज़ौ आलेनारे को टाइटो खेरे और नौसो फितना तकु पोला गेरे चनरू ये अकाबिरीनी उलमाए देवबंद ये ज़माना मा इनिया नहीं गंगो तेई पे पीरे अखामा दी इंगले को टाइटो खेरे इंगले ये सेट है विनेगा हराम फिटे इंगले को सपोर्ट पेजेगा हराम फिटे इंगले ये सेट मा अमू ठान लो मा पाइबू सुबिरा हज़रत शेखुल हिंद मौलाना महमूद हसन देवबंदी ने हज़रत मौलाना हुसैन अहमद मदनी का ठाउंचा खाने अचिंचा खामीरो इंगले को टोलांगे रे लीजा डमी सीमिया खमिया नौसो मिर्जा गुलाम अहमद कादियानी पोगे रे दी कादियानी ये फितना गुले चनोरु अकाबिर उलमाए देवबंद का टाइटो खेरे हज़रत मौलाना अनवर शाह कश्मीरी रहमतुल्लाहि अलैहि अल्लामा शब्बीर अहमद उस्मानी रहमतुल्लाहि अलैहि हज़रत शाह अताउल्लाह बुखारी रहमतुल्लाहि अलैहि ठौंचा गेरे लीजा डमी सीमिया खमिया चनोरु प्यां प्यो में सो चनोरु ये इमाम जी इमाम अबू निफा रहमतुल्लाहि अलैहि ठौंचा गेरे
ထောင်ကြခဲ့တာကခိုးလို့ဝက်လို့ထောင်ကြတာမဟုတ်ဘူးမကောင်းတာလှုပ်လို့ထောင်ကြတာမဟုတ်ဟက်စကားအမှန်တရားအမှန်စကားပြောတဲ့ပုံမှာအမှန်တရားပုံမှာယက်တည်တဲ့ပုံမှာအွမ်မတ်ရဲ့အီမန်ကိုကဲတင်တဲ့ပုံမှာနောက်ဆုံးထောင်ကြခဲ့တာအီမမ်ဆပ်ရဲ့ဂျနာဇာထောင်ထဲရထွက်ခဲ့တယ်အဲ့လိုပဲဟာဇတ်ရှိုက်ခ်လင်မော်လနာမဟမူဒ်ဟဆန်ဒီယိုဘန်ဒီဒါရူလုံဒီယိုဘန်ကျောင်းကြီးရဲ့ပထမဦးဆုံးကျောင်းသားလည်းဖြစ်တယ်ဒါရူလုံကျောင်းသားတွေဒါရူလုံဒီယိုဘန်ရဲ့အကာဘီရီနဲ့ပထမဦးဆုံးဆရာဟာဇတ်ရှိုက်ခ်လင်မော်လနာမဟမူဒ်ဟဆန်ဒီယိုဘန်ဒီနောက်ဆုံးမာလတာအချင်းထောင်ထဲမှာနေဆမှုတန်အမျိုးမျိုးခံပြီးတော့ဒီတန်နေနဲ့ပဲရှဟီဒ်ဖြစ်သွားတယ်အဲ့တော့နောက်ဆုံးဒီကာဒီယာနီယတ်ရဲ့ဖစ်တနာကိုသူ့ရဲ့တပည့်ရရဲ့လက်ထမှာHazrat Allama Anwar Shah Kashmiri Rahmatullahi alayhi Hazrat Allama Shabir Ahmad Usmani Rahmatullahi alayhi Hazrat Shah Ataullah Bukhari Rahmatullahi alayhi ကျွန်တော်တို့ရဲ့အကာဘီရီနေဥလာမာဒီယိုဘန်ရဲ့အသက်တွေတွေးတွေရွှေတွေပြီးပြီးတော့နောက်ဆုံးကာဒီယာနီရဲ့ဖစ်တနာကိုတိုက်ထုတ်ခဲ့တယ်အဲ့လိုပဲမော်ဒူဒီယတ်ဆိုတဲ့ဖစ်တနာတစ်ခုပေါ်ခဲ့တယ်အဲ့ဒါမော်လာနာမော်ဒူဒီကစခဲ့တယ်ကုရ်အာန်ဟာဒီသ်ကိုလိုရာပုံဖော်ပြီးတော့ကုရ်အာန်ဟာဒီသ်ကိုအကာဘီရီနဲ့အွမ်မတ်ရဲ့လမ်းစဉ်ကနေတွဲဖီးပြီးတော့ဂျုမ်ဟူရ်ဥလာမာတွေရဲ့လမ်းစဉ်ကနေတွဲဖီးပြီးတော့မိမိစိတ်ထင်ရာကုရ်အာန်ကိုဘာသာပြန်ပုံဖော်ဖို့ကြိုးစားတဲ့အခါမှာလဲကျွန်တော်တို့ရဲ့အကာဘီရီနဲ့ဒါရုလုံဒီယိုဘန်ရဲ့အကာဘီရီနေကပဲမော်လာနာမော်ဒူဒီနဲ့ပတ်သက်ပြီးတော့ရဲဝံဖတ်တဝါထုတ်ခဲ့တယ်အဲ့လိုပဲဘရီလူဝီကျွန်တော်တို့ဟိုဘက်ခေတ်ဒီဘက်ခေတ်မှာဆိုဗမာပြည်မှာဘရီလူဝီလို့ပြောရင်တိတ်သဘောမပေါက်ဘရီလူဝီဆိုတာကဒီဒရကာအုပ်စုတွေဘီဒါတီအုပ်စုတွေဘုံတီးတဲ့အုပ်စုတွေဒရကာအုပ်စုတွေဘာဘာကြီးရှိမှသွားပြီးစဂျီဒါချတဲ့အုပ်စုကိုခေါ်တာအိန္ဒိယနဲ့ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်မှာဆိုဒါဘရီလူဝီအုပ်စုရာဇာအာမတ်မော်လနာရာဇာအာမတ်ခန်ဆပ်ဘရီလူဝီသူ့နာမည်နဲ့အစွဲပြုဘူးဘရီလူဝီလို့ခေါ်တယ်ဒီဘရီလူဝီရဲ့ဖစ်တနာပေါ်ခဲ့တယ်ဒီဘရီလူဝီရဲ့ဖစ်တနာကိုလည်းကျွန်တော်တို့ရဲ့အကာဘီရီနဲ့ဒါရုလုံဒီယိုဘန်ရဲ့တာသမီတွေကဒါရုလုံဒီယိုဘန်ရဲ့ကျောင်းစင်းတွေကတိုက်ထုတ်ခဲ့တယ်အခုဒီဘက်ခေတ်မှာအကြီးမားဆုံးဖစ်တနာကဆာဒီယာနီယတ်ရဲ့ဖစ်တနာဒီဇာတမိတ်ဆွေများခင်ဗျမော်လာနာဆာအတီကုရ်အာန်ဟာဒီသ်ကိုမိမိလိုရာဆွဲပြီးတော့ပုံဖော်ဖို့ကြိုးစားတယ်မိမိထင်တဲ့နဖ်ဆာနီခါဟီရှာတ်အလိုချဆလ်ဖီဆာလီဟင်နဲ့ဂျုမ်ဟူရ်ဥလမာတွေမူဖဆီရီနရဲ့လမ်းစဉ်ကနေတွဲဖီးပြီးတော့ကုရ်အာန်ဟာဒီသ်ကိုမိမိအလိုချပုံဖော်ဖို့ကြိုးစားတယ်မိမိစိတ်ထင်ရဘာသာပြန်တယ်ဘာသာပြန်ပြီးတော့ထင်နိုင်ကြတော့နောက်ဆုံးဒါရူလ်အလူမ်ဒီယိုဘန်ကတမိုင်းအစင်ဆက်ကတမိုင်းပီတာဝင်ကိုထမ်းဆောင်ခဲ့သူဒီခေတ်မှာအကြီးဆုံးဖစ်တနာဖြစ်တဲ့ဖစ်တနာရဲ့ဆာဒီယာနီယတ်ကိုရတ်လုပ်ဖို့တခါတည်းတွန်းလှန်ခဲ့တဲ့ကာကွယ်ခဲ့တဲ့အချိန်ချင်းကြိုးစားခဲ့တဲ့အကောင်းဆုံးနည်းလမ်းနဲ့ဒီဟာကိုကာကွယ်ဖို့အွမ်မတ်ရဲ့အီမန်ကိုကဲတင်ဖို့နောက်ဆုံးမရတဲ့အဆုံးမှာတခါတည်းဖတ်တဝါစာမျက်နှာ29မျက်နှာထုတ်ပြီးတော့ဒီမော်လာနာဆာအတ်တီလမ်းမှာပါတယ်မော်လာနာဆာအတ်ရဲ့အယူဆတွေဒီကုရ်အာန်ဟာဒီသ်နဲ့တန်တဆင်အောင်လွဲနေတယ်ဘသူတွေကမော်လာနာဆာအတ်ရဲ့နောက်လိုက်မယ်မော်လာနာဆာအတ်ရဲ့စကားတွေကိုနားထောင်မယ်ဒီဟာကိုအဘဲအာလင်နီကဒီလိုပြောတာပါဟိုလိုပြောတာပါဆိုပြီးတော့မိမိစိတ်ထင်ရာကိုဘာသာပြန်ပြီးပုံဖော်ပြီးတော့ကာကွယ်ပေးမယ်ဆိုလို့ရှိရင်အဲ့လူတွေအားလုံးကလည်းအလ္လာဟ်ထံမှာဂျဝပ်ပေးရအဲ့တော့အခုကျွန်တော်ပြောချင်တာကအဲ့ဒါမဟုတ်အဲ့တော့ခေတ်ဆက်ဆက်ကကျွန်တော်တို့ရဲ့အကာဘီရီနဲ့ဒါလုံဒီယိုဘန်ရဲ့အကာဘီရီနဲ့ကျွန်တော်တို့ရဲ့ဗမာပြည်ရဲ့မူဖတီချုပ်ဗမာပြည်ရဲ့အမီရချုပ်ကျွန်တော်တို့ရဲ့အကာဘီရီနဲ့ရဲ့အကြောင်းတွေကျွန်တော်တို့ပြောပြီးတော့အရသာခံတယ်ကျွန်တော်တို့ဘာပြောဟာတော့ငါတို့ရဲ့အကာဘီရီတွေကဘလို့ပေးဆက်ခဲ့တာဘလို့ရွရွချွတ်ချွန်တိုက်ပွဲဝင်ခဲ့တာဘိုင်ဒီယာရီတဇကီရာလုံးယုံလုံးနဲ့မပြီးသွားဘူးခင်ဗျားဘာလုပ်နေလဲမင်းဘာလုပ်နေလဲပြောမင်းတမိုင်းပီတာဝင်မင်းဘာလုပ်မင်းဒီအကာဘီရီနဲ့ဥလာမိုင်ဒီယိုဘန်ရဲ့လမ်းစဉ်ကိုလိုက်တယ်ဒီယိုဘန်ဒီမစလက်ဆိုလို့ရှိရင်ဒီယိုဘန်ရဲ့အကာဘီရီနဲ့ရဲ့ထောက်ပြချက်တွေဒီယိုဘန်ရဲ့အကာဘီရီနဲ့ရဲ့တင်ပြချက်တွေကိုဘာကြောင့်အွမ်မတ်ရှိမှမချပြတာလဲဒီကနေ့ဗမာပြည်မှာကာစီမီတွေတန်းစီနေတယ်ဒါအလုံးဒီယိုဘန်ကထွက်တဲ့ចောင်းသားတွေတန်းစီနေတယ်ဘာကြောင့်ဒီဖစ်တနာကိုအွမ်မတ်အခြေမှမချပြတာလဲဒီယိုဘန်ရဲ့ဖတ်တဝါကိုဘာကြောင့်အွမ်မတ်အခြေမှမချပြတာလဲမထားကျွန်တော်ဒီမှာဒီခလောက်ကနေပလီမှာအပ်တူချမယ်ထေးလွင်ဦးကုရ်အာန်ဘာသာပြန်ကိစ္စက
ဘာမာပီတပီလုံးမှာရှိတဲ့အာလင်တွေကဒီမှာလာစုပြီးတော့ကုရ်အာန်ကိုစိတ်ထင်ရဘာသာပြန်တဲ့ထေးလုံဒီမူလဟစ်ဖြစ်တဲ့ဇင်ဒီဖြစ်တဲ့ဆိုပြီးတော့ဖတ်ဝါပြီးပြီးတော့ဒီဖစ်တနာကိုတခါတဲ့မြေမြုပ်ပြီးတော့အပြတ်ရှင်းလင်းနိုင်ခဲ့တယ်။ဘာကြောင့်ဒီဆာဒီယာနီယတ်ရဲ့ဖစ်တနာကိုဘာကြောင့်အာလင်နေမုဖတီတွေကျောင်းတွေကနှုတ်ဆိတ်နေတာလဲ။ဘာဖြစ်လို့နှုတ်ပိတ်နေတာလဲ။အဲ့လိုပြောလိုက်ရင်ဗလီကအထုတ်ခံရမှာမလို့ကျောင်းကနေအထုတ်ခံရမှာမလို့ငါတို့ကျောင်းတွေကိုကြံတာမပေးရအောင်လို့အဲ့တော့မှတ်ထားလေခမရတို့ကျောင်းနေဆိုတာကဒီနီမာဒါရစ်ဒင်းကေကလအေဟဲဒီနီမာဒါရစ်ဆိုတဲ့သာသနာကျောင်းနေဆိုတာကသာသနာရဲ့ခံတက်တယ်လေအွမ်မတ်ရဲ့ကျန်တာစားပြီးတော့အွမ်မတ်ကနေပြီးတော့ဇကတ်တေစားပြီးတော့ဒီအွမ်မတ်ကိုအကျိုးပြုရမှာလေဒီအွမ်မတ်လမ်းမာတော့မယ်လေဒီအွမ်မတ်ကိုလမ်းမာကနေကဲတင်ရမှာလေဘယ်ဟာလမ်းမှန်တယ်ဆိုတာပြရမှာလေဘာကြောင့်နှုတ်ဆိတ်နေတာလဲဟိုသေးလေးဦးဘာသာပြန်มาကြတော့ဗမာပြည်တပီလုံးမှာရှိတဲ့အားလုံးကတညီတညွတ်ထဲပရိသတ်လည်းတောက်တယ်အာလင်နေလည်းတောက်တယ်ဒီကောင်းကိုသေးလွင်ဦးကိုဝေးပန်းရင်သေးလွင်ဦးနဲ့ပတ်သက်ပြီးပြောရင်ဘယ်သူမှကွန်ပလိန်တက်လာစရာမလိုဘူးဘာမှပေးဆက်စရာမလိုဘူးအဲ့တော့အချိုးပွဲအစ်စ်ရေးတိုက်မဲ့လူကအစ်စ်ထောက်ခံမဲ့လူကအစ်စ်ပရိသတ်အစ်စ်ဒါပေမဲ့စာဒီယာနီယတ်နဲ့ပတ်သက်ပြီးပြောရင်မင်ဘာပျောက်သွားမှာကျောင်းတွေကိုကြံတာမပေးတော့ဘူးငါတို့နေရာမရမှာမလို့အဲ့တော့ကျွန်တော်စဉ်းစားတယ်မီးတမိုင်းမှာဂတ်ဒါတစ်စပေါအကြီးတွေရှိခဲ့တယ်မီးဂျာဖာမီးဆာဒစ်ဆိုတာအင်္ဂလိပ်ရဲ့ဂျာဘလူစီလုပ်ပြီးအင်္ဂလိပ်ကိုစီတုပ်ပြီးတော့အင်္ဂလိပ်ကိုမပြီးတော့ဒီကောင်နေမွတ်စလမန်တွေကိုတစ္ဆာဖောက်ခဲ့တယ်ဘာကြောင့်လဲဒီကောင်တွေကိုအင်္ဂလိပ်ကဂျာဂီညီရာတွေပေးတာကြောက်စရာရွှေတွေအများကြီးချမ်းတွေအများကြီးလဲတွေအများကြီးမလုံးကြီးပေးတာလေဒီကောင်နေအစ္စလာမ်ကိုတစ္ဆာဖောက်တာတန်တယ်ဒီခေတ်ကမွတ်စလမန်နေဒီဗမာပြည်ရဲ့အာလင်နေတစ္ဆာဖောက်တာဒါလုံဒီယိုဘန်မှာဖတ်ထားပြီးတော့ဒါလုံဒီယိုဘန်ကာစီမီလို့သူတို့ရဲ့အနောက်မှာမူဖတီတွေဖတ်တော်တက်ထားပြီးတော့မင်းတို့ဒီလက်ဖေးတစ်ခွက်အတွက်နဲ့မင်းတို့ဒီရိုဇာနာမှာကျွေးတဲ့ပလာတာတစ်ခုအတွက်နဲ့မင်းတို့ဒီမင်ဘာနေရာရဖို့အတွက်ထိုင်ကုန်ကလထိုင်ရဖို့အတွက်ကျောင်းနေရာရဖို့အတွက်အဲ့လိုခေါင်းစဉ်မျိုးနဲ့မင်းတို့အစ္စလာမ်ကိုတစ္ဆာဖောက်တာမွတ်စလမန်လူတို့ကိုတစ္ဆာဖောက်တာမင်းတို့ရဲ့တစ္ဆာဖောက်တာကတော်အင်မတန်မှရှက်စရာကောင်းတယ်အောက်တန်းကြလုံအောင်ကြည့်တယ်ဘာမှအပြီးမှာတကယ်ဒိတ်ကျနာမကြီးမူဖတီဘူးကာစီမီဆိုသူ့နောက်မှာတတ်ထားအကြီးပြောတယ်အကြီးကျဟက်နဲ့ပတ်တိုင်ထိတ်ဆုံးကလို့အတန်ထွက်ခဲ့တယ်ဘယ်နေ့ကစပြီးမော်လနာဆအတ်နဲ့ပတ်သက်ပြီးသူပြောလိုက်တယ်တုံးဆိုသူဖွင့်ထားတဲ့ကျောင်းကတချမ်းပဲရပေးထားတယ်ချက်ချင်းကျောင်းပိတ်လိုက်မယ်ဆိုကြောက်ပြီးတော့ပြန်ဝတ်သွားတယ်အဲ့တော့ကျွန်တော်ပြောတယ်မင်းတို့ကျောင်းနေဖွင့်ထားတာပါလေသာသနာအတွက်ဆိုအွမ်မတ်ကြီးကနေကောက်ထားတဲ့ကျန်တာတွေကအွမ်မတ်ရဲ့အကျိုးပြုဖို့ဆိုအဲ့ဒါကိုပြောတာဒါစီးပွားရေးအဲ့ဒါကိုပြောတာဒါစီးပွားရေးဒီဟာကိုပြောတာဒါအွမ်မတ်ကိုမျက်စိပိတ်နားပိတ်ပြီးအွမ်မတ်ကိုကြောက်ထဲပို့နေတာအခုကြည့်လေကျွန်တော်တို့ရဲ့အကာဘီရီနေနဲ့မှာမော်လနာမူဖတီအဘူလ်ကာဆမ်နိုမာနီဒါရူလုံဒီအိုဘန်ချောင်းကြီးရဲ့ရှိုက်ခွလ်ဟာဒီစ်မူတမင်ချောင်းအုပ်ဆရာကြီးကိုပပဆဆမမရင်ပြောတယ်အဘူဂျာဟီလ်ဘနာရစီလို့ပြောတယ်အဲ့လိုအစော်ကားခံရမူဖတီတကီဆပ်ရှိုက်ခွလ်အစ္စလာမ်လက်ရှိကဘာပေါ်မှာအရဗ်ကဘာကိုကဘာကြီးတစ်ခုလုံးမှာအကြီးဆုံးမူဖတီကိုပြလို့ပြောမူဖတီတကီဆပ်ပဲမူဖတီတကီဆပ်လို့ပုံကိုဆူဒ်ခိုအတိုးစားတဲ့ကောင်လို့ပြောတယ်မော်လာနာအရရှတ်မဒနီလို့ပုံကိုဘာလဲပန်ဒစ်အယူဒီယာလို့ပြောတာအဲ့တော့ဗမာပြည်မှာရှိတဲ့အာလင်တွေကလည်းကြီးလိုက်တယ်ဟာဒီဂျာဟီလ်အုစုကဒီငမိုက်အုစုကတကယ်ဒိတ်ချေကဘာကျော်အာလင်တွေကိုတော့မလွတ်ဘူးဆိုတော့ငါတို့ဗမာပြည်မှာမော်လာနာဆအတ်နဲ့ပတ်သက်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ငါတို့တခုခုထုတ်ပြန်မယ်ဆိုလို့ငါတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ငါတို့ကိုဘယ်လောက်ထိဝိုင်းကြိုက်ကြမလဲငါတို့ကိုဘယ်လောက်ဝိုင်းဟောင်ကြမလဲဒါတွေကိုကြောက်ပြီးတော့မိမိအစ်ဇတ်ကိုထိန်းတာတော့ကြောင်းတို့ဟိုဘဟာနာဒီဘဟာနာဟို၍ဒီ၍လဲ့ပြီးတော့10နှစ်တာဖြစ်သွားပြီ
ကျွန်တော်မော်လမြိုင်မှာလည်းဒီစကားပြောခဲ့တာမော်လမြိုင်မှာလည်းဒီစကားပဲပြောခဲ့တာမော်လမြိုင်မှာအာလင်တွေစုပြီးတော့ပြောတာခင်ဗျားတို့ဒီတမိုင်းပေးတာဝန်ကိုအွမ်မတ်ကိုဒီဖစ်နာအီဆာဒီယာနီယတ်ကနေမတားဘူးဆိုလို့ရှိရင်ခင်ဗျားတို့10နှစ်ပြည့်တော့မယ်ခင်ဗျားတို့10နှစ်ပြည့်တော့မယ်အကယ်၍ခင်ဗျားတို့ဒီဖစ်နာကိုမတွန်းလှန်ခဲ့ဘူးဆိုရင်နောက်ဇမာနာတစ်ခုရောက်ပြီဆိုရင်ခင်ဗျားတို့ရဲ့တမိုင်းဇူးနဲ့ဒီဗမာပြည်မှာရှိတဲ့အာလင်တွေတင်ကြမယ်ဒီမူဖတီတွေတင်ကြမယ်ဘာကြောင့်လဲဒီဖတနာကြီးကိုအွမ်မတ်ကိုလမ်းမာကမကဲတင်ဘူးဆိုတမိုင်းရဲ့တရားခံဖြစ်မယ်အခုကျွန်တော်တို့ကပရိသတ်ရှိရင်တော့ဟောင်းပရိသတ်အကြိုက်လိုက်ပြီးဟောင်းလိုက်တယ်ပရိသတ်အကြိုက်လိုက်ပြီးတော့ပြောလိုက်တယ်ပရိသတ်အကြိုက်လိုက်ပြီးတော့ဟာဒီနေရာမှာကဘီဒအတီတွေကိုတိုက်ထုတ်တဲ့နေရာဘီဒအကြောင်ပြောလို့ရတယ်ဆိုဒီနေရာမှာဘီဒကောင်းကောင်းဘီဒအတီတွေဖဲ့သွားမယ်ဘီဒအတီတွေပြောပရိသတ်တောင်းလို့ရှင်းလားဒီနေရာမှာကာဒီယာနီကိုကောင်းကောင်းတိုက်လို့ရတယ်ဆိုအဲ့နေရာမှာကာဒီယာနီကိုကောင်းကောင်းတိုက်တယ်။ဘာကြောင့်လဲ supporting ပေးတဲ့လူရှိလူအင်အားများလားလူအင်အားများလာမှပရိသတ်ကောင်းလာမှတဘောပေါက်လားအတိုက်ခိုက်တွေမရှိတော့မှပြောရင်အဲ့ဒါကဟက်ရဲ့စကားမဟုတ်ပရိသတ်အကြိုက်လိုက်ပြီးပြောတာခိုးသားအကြောက်တရားနဲ့ပြောတဲ့စကားတွေမဟုတ်အဲ့တော့လေးစားအတမိတ်ဆွေများခင်ဗျာကျွန်တော်တို့အလ်ဟမ်ဒူလ illah ကျွန်တော်တို့ရဲ့ဆရာကြီးကာရီဆပ်အဆဒီရာဟ်မတ်တူလာဟီအလိုင်ဆရာကြီးဗမာပြည်မှာရှိတဲ့အာလင်ကြီးတွေအားလုံးကိုစုပြီးတော့ဒီကိစ္စပြောပြီးပြီဒီဖစ်တနာကနေအွမ်မတ်ကိုကာကွယ်ဖို့တာဝန်ရှိတယ်ဆိုတော့ကိုပြောခဲ့ပြီးဆရာကြီးလည်းမရှိတော့အားလုံးမသိသေးအောင်ဆောင်ပြီးတော့တွားနေတယ်မှတ်ထားခင်ဗျားတို့အားလုံးအာလင်နေတကယ်နာမည်ကြီးနေတယ်ဆိုတဲ့ဆရာတွေဗမာပြည်ရဲ့အထင်ကြီးဆရာတွေကိုခင်ဗျားတို့ဖုန်းဆက်ပြီးမေးဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ဟိုအဖွဲ့တွေဒီအဖွဲ့တွေကိစ္စအောင်မပြောနဲ့ဒီပုဂ္ဂိုလ်ဒီလမ်းမနေသူဟုတ်လားမဟုတ်လားဒီလမ်းမဒီလူရဲ့စကားတွေကိုနားထောင်လို့ရလားမရဘူးလားဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးခင်ဗျားတို့အာလင်တွေကိုမေးပြီးွားရင်ဒီအာလင်ရဲ့ဗဇက်ကဘာထွက်လဲဆိုတော့ခင်ဗျားတို့မတန်းတင်ထားဒါဟာဗမာပြည်ရဲ့တမိုင်းမှာတော်တော်ရုပ်ဆိုးအကြည့်တမ်းပဲတချို့ကြတော့နှုတ်ဆိတ်နေတယ်ဘယ်ကြားထဲမှာမပါဘူးတဲ့တချို့ခန်ကာမှာရှိတဲ့ပီရစပ်တွေဝလီယူလာတွေခေါ်လဲဘာပြောလဲဆိုတော့သူတို့ဒီဟာကိုလက်ကင်ထားတာလေဘာလဲअपने मसलक को छोड़ो मत दूसरों के मसलक को छेड़ो मत ए को मसलक को लांजिंग हो रे को मल्लो ने रे लुमिया लांजिंग हो तो वाले मठी ने मटो ने रे भाई अरा का जगह टाइम मा म हो हु दिलो लामा नहीं रे अचेन थी उम्मत को जौठे पूरे कई सारे म पाबू जायज नाजायज कई सारे म हो हु अफजलियत गैर अफजलियत को प्योरा दिया लोडा पू मियाला पू कौला रा मकाऊ मूला दिया को प्योराအဲ့လိုကိစ္စတွေမှာပြဿနာအကြီးတွေမရှာနဲ့လို့ဒါကိုဆိုလိုတာတဘောပေါက်လားအခုကျွန်တော်ပြောမယ်ရှိုက်ခ်အလ်အာရဘီဝလ်အဂျမ်ဟဇမ်မောလနာရှာဟကီမ်မိုဟမ္မဒ်အခ်တာဆပ်ရာဟ်မတ်တူလာဟီအလိုင်ဆရာကြီးကबरेली मौदूदियत अपने अकाबिर की नज़र में सो ऐसी साउथ ठोके मौदूदियत को टाइट ठोक बोटे बदूले खानकाए पीर सच्ची शेखुल अरब अरबिय कबाइल शेख अजमिय कबाइल शेख हज़रत मौलाना हकीम मोहम्मद अख्तर सब रहमतुल्लाहि अलैह मौदूदियत को टाइट ठोक बोटे अरी साउ प्यूजू गेरे चनो दारुल उलूम देवबंदिया फतवा वेबसाइट में शाइन ने मसला तकुमिया रद्दी मौदूदियत ने पता भी मिलाइदा हज़रत मौलाना हकीम मोहम्मद अख्तर सब ये साउ को फबारे गाडखों में बियोलाइदा मिमीरु अकाबिरीन उलमाए देवबंद सिमना आलिम ने दी मौदूदियत ने पता बीरो बलू यूसारे बलू मियनाले बलू छामा ठाले उबरी रीसो तीजे ने लुचनो मिलाइदो हज़रत मौलाना शाह बेमाले बदुले मुनाजरा महू मुनाजिरी इस्लाम महू वकीली अहनाफ महू रद्दी कादियानियत रद्दी फिरकाए दुआल्ला को टाइटो दे आलिम महू बेमा बदुले खानकाए पीर सब बासाऊ जी गेले मौदूदियत ने पता पीरो टखारे अकाबिरीन ये यटी जैसु भी तू जी गेले और चनो प्यो जिनागा दिखने पीर सब दिकाले खानकारी मानी नी रे दी फितना को मब्योबू दुरो दी अकाबिरीन ये अशीमा मने भी बलू मीना प्यामले और अल्लाह चनो प्यो जिनागा बाले सलूचे चनो रूदी उम्मत को अच्छे ने डिबीनी उम्मत को फितना डाइंगा नीले का गोया में उम्मत को फितनारी को मेमाउठू बीरो प्या मीमाउठू बीरो प्याया में अच्छे न डिबीनी लान्यो मुरी पिया में चनोरू ये टाविन दी वला या खौफूना लौमता लाइम आलिम में बदू ये प्या एरा
ကဲ့ရဲ့တာပြစ်တင်တာဝေဖန်တာကိုဂရုစိုက်စရာမလိုဘူးအလ္လာဟ်အတွက်ပြောမယ်အလ္လာဟ်အတွက်ပဲဖစ်တနာတွေကိုတွန်းလှန်မယ်ကာကွယ်မယ်အင်ရှာအလ္လာဟ်တာလာမိမိရဲ့အီမန်ကိုလည်းထိန်းသိမ်းမယ်အွမ်မတ်ရဲ့အီမန်ကိုလည်းထိန်းသိမ်းမယ်အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုပြောခဲ့တဲ့ဆိုခဲ့တဲ့ဇကရတ်တီပေါ်မှာလက်တွေ့အမလ်ကျင့်သုံးနိုင်တဲ့တောဖစ်ပေးရပါစေနောက်တစ်ခုကျွန်တော်အနေနဲ့အားတို့ကိုလက်ဆောင်တစ်ခုပေးမယ်ရဆူလလာဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ဟာဇတ်အမီအွမ်မီဆလာမာရဒီအလ္လာဟူတာအာလာအန်ဟာတခေမကဒီလိုဖစ်တနာတွေဒီလိုလမ်းမလမ်းချော်မှုတွေအဘဘကနေကျွန်တော်တို့လမ်းချော်သွားအောင်အမားအမိုက်တွေကြားတဲ့ကိုပို့နေတယ်အဲ့တော့ဒီလိုလမ်းလွဲခြင်းလမ်းချော်ခြင်းဖစ်တနာတွေထဲမှာမငြိစွန်းသွားအောင်မိမိကိုမိမိကာကွယ်ဖို့အတွက်ရဆူလလာဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကကျွန်တော်တို့ကိုကြိုပြီးတော့တင်ပေးခဲ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်အမီအွမ်မီဆလာမာရဒီအလ္လာဟူတာအာလာအန်ဟာတခေမကနေစင်ပြန်နေတဲ့قالت ما خرج النبي من بيتي قط إلا رفع طرفه إلى السماء رسول الله صلى الله عليه وسلم ကတဲ့ကျမရဲ့အင်ကနေထွက်တိုင်းအမြဲလို့တဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးတော့တဲ့ဒီလိုဆိုတယ်တဲ့ဒီဒူဝါတောင်းတယ်တဲ့ဘာဒူဝါလဲတဲ့ فقال اللهم إني أعوذ بك أن أضل أو أضل أو أزل أو أزل أو أظلم أو أظلم أو أجهل أو يجهل علي رألو دبوغا بالي سلوشي اللهم إني تقول اللهم إني أعوذ بك أن أضل أو أضل أو أزل أو أزل أو أزهلم أو أظلم أو أجهل أو يجهل علي अबू दाऊद से हमारी रिवायत लाशी है रसूलुल्लाह सल्लल्लाहु अलैहि वसल्लम अल्लाह को बलू शा उठा ले सो अल्लाह शिया ने बलू टाउन ले सो ओ अल्लाह चनोम्यू का तछा दूरी को लामा और लौछेंगा ने अशिशी मा खोलो मारे चनोम्यू को ले अच्छा दूरी का लामा टोंपो जे लामा और लौछेंगा ने अशिशी मा खोलो मारे औ अज़िल्ला औ उज़ल्लाကျွန်တော်မျိုးကိုယ်တိုင်အခြားသူတွေကိုချွတ်ချော်သွားအောင်လှုပ်ချင်းကနေအရှင်းရှိမှခိုးလုံးမတဲ့ကျွန်တော်မျိုးကိုအခြားသူတွေကချွတ်ချော်တိမ်ပါသွားအောင်လှုပ်ချင်းကနေလဲအရှင်းရှိမှခိုးလုံးမတဲ့ဘလို့ပြီးပြည့်စုံတဲ့သူပါလေအော်အဇလမအော်ဥဇလမကျွန်တော်မျိုးပေါ်မှာမတရားလောက်ခံကျွန်တော်မျိုးကိုမတရားလှုပ်ချင်းကနေလဲအရှင်းရှိမှခိုးလုံးပါတယ်ကျွန်တော်မျိုးကအခြားသူတွေကိုမတရားလှုပ်ချင်းကနေလဲအရှင်းရှိမှခိုးလုံးပါတယ်ကျွန်တော်မျိုးကိုလူများတွေကမတရားလှုပ်တာကနေပြီးတော့ကျွန်တော်မျိုးကသွားပြီးတော့လူများတွေကိုမတရားလှုပ်မယ်ကျွန်တော်မတရားမလှုပ်ချင်းကနေလဲလူများကိုမတရားလှုပ်မိချင်းကနေလဲအရှင်းရှိမှခိုးလုံးပါတယ်ကျွန်တော်မျိုးကိုလူများတွေကမတရားလှုပ်တာကိုခံရခြင်းကနေလဲအရှင်းရှိမှခိုးလုံးပါတယ်အဲ့တော့ပြီးတော့နောက်တစ်ဝါတစ်ခုမှပါအောအဂျဟလာအောယူဂျဟလာအလိုင်ယာကျွန်တော်မျိုးကိုလူတွေကမတိမိုက်မဲဆိုတာဆက်ဆံပြုမှုခြင်းကနေလည်းအရှင်းရှိမှခိုးလုံပါတယ်ကျွန်တော်မျိုးကလူတွေကိုအခြားသူတွေကိုမတိမိုက်မဲဆိုတာဆက်ဆံခြင်းကနေလည်းအရှင်းရှိမှခိုးလုံပါတယ်ဆိုပြီးတော့ဒူဝါတောင်းထားတယ်အဲ့တော့အကေကျွန်တော်တို့ဒီဒူဝါလေးကိုကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေလည်းအလ်ဟမ်ဒူလ illah အလ္လာဟ်ရဲ့အတနာတော်နဲ့ကျွန်တော်တို့လမ်းမမာတော့ကျွန်တော်တို့လည်းလူများကိုလမ်းမပို့ခြင်းကနေအလ္လာဟ်ထိန်းသိမ်းလိုက်ကျွန်တော်တို့ကလူများကိုချွတ်ချွန်အောင်လှုပ်ခြင်းကနေလည်းအလ္လာဟ်ထိန်းသိမ်းလိုက်မယ်လူများတွေကကျွန်တော်တို့ကိုချွတ်ချွန်အောင်လှုပ်ခြင်းကနေလည်းအလ္လာဟ်ထိန်းသိမ်းလိုက်လူများတွေကိုနိုင်တဲ့စီးခြင်းမတရားလှုပ်ခြင်းကနေလည်းကျွန်တော်မျိုးကိုအလ္လာဟ်ထိန်းသိမ်းလိုက်မယ်ကျွန်တော်မျိုးကိုလူများတွေကဇွာလင်လူယုံမာတွေကမတရားလှုပ်ခြင်းကနေလည်းအလ္လာဟ်ထိန်းသိမ်းလိုက်အဲ့လိုပဲမတိမိုက်မဲပြီးတော့ကျွန်တော်ကလူတယောက်ကိုဆက်ဆံမိတယ်ပြောဆိုမိတယ်အဲ့ဒီဘဝကနေလဲအလ္လာဟ်ကျွန်တော်ရှိကနေကျွန်တော်လုံးမိခြင်းကနေထိမ့်သိမ့်မယ်ကျွန်တော်ကိုလူများတွေကမတိမိုက်မဲပြီးတော့ဆက်ဆံမှာပြောဆိုမှာအဲ့ဒါဒီကနေအလ္လာဟ်ရှင်ထိမ့်သိမ့်လိုက်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီရဆူလလာဆလ္လာလာလဟ်အလိုင်းဝါဆလမ်ရဲ့ဒီဒူဝါလေးကိုကျွန်တော်တို့တမန်မတ်ဆလ္လာလာလဟ်အလိုင်းဝါဆလမ်ကအိမ်ကထွက်တိုင်းအမြဲဖတ်တယ်ဆိုကျွန်တော်တို့ကပူဖတ်ဖို့လိုလာပြီအဲ့တော့အလ္လာဟ်ရှင်ကျွန်တော်တို့အားလုံးကိုပြောခဲ့တဲ့ဆိုခဲ့တဲ့ဇကရတ်တွေပေါ်မှာလက်တအမှန်ကျင့်သုံးနိုင်တဲ့တောဖီကပြီးတော်မူပါစေဝါခီရူဒါဝါနန်အလ်ဟမ်ဒူလ illah ရဘ်ဘ်အာလမင်ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار
اللهم اهدنا الصراط المستقيم اللهم اهدنا الصراط المستقيم صراط الذين أنعمت عليهم من النبيين والصديقين والشهداء والصالحين غير المغضوب عليهم ولا الضالين اللهم واقية كواقية الوليد اللهم إني أسألك العفو والعافية والمعافاة في الدنيا والآخرة ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم برحمتك يا رب